ပွဲကတော့တကယ်ကိုကျန်းတော်မေပြမကြေပွဲရဆွဲတာအတိအကျပြောလိုက်စမ်းပါငါဘက်ကစာချုပ်မှာလက်မှတ်ချက်ချင်းထိုးပြမှာဆိုပြီးတော့လက်ရှိချန်ပီယံဂျိုရှူဝါဘန်ကိုအရင်ချန်ပီယံဟောင်းပနိုဂျာကအပြင်းထန်စင်ခေါ်လိုက်ပြီဗျအခုလိုအနေထားနဲ့ခါပတ်ဆုံးရှုံးခဲ့ရတာကအကောင့်ဘက်ကကြည့်ရင်ကန်တရားကပေးတဲ့လက်ဆောင်လို့တောင်ပနိုဂျာကကျုံးဝါနေတာပါအဲ့ဒီတော့အခုစက်တင်ဘာလထဲမှာကောလာဟာလာတွေထွက်နေတဲ့သူတို့နှစ်ယောက်ရဲ့မကြေပွဲကတကယ်ပဲဖြစ်လာတော့မှလားအားလုံးပဲစောင့်ကြည့်ချင်စရာကောင်းနေပါပြီအားလုံးပဲမင်္ဂလာပါSpotlight Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာ့ကျန်းဆုံးအားကစားနည်းဖြစ်တဲ့ MMA အကြောင်းအရာတွေ UFC ပွဲကြိုသုံးသက်ချက်တွေနဲ့ Fighter တွေရဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲ Follow နဲ့ Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ပထမဆုံးဂျိုရှူဝါဘန်ရဲ့အကြောင်းကိုအရင်ဆုံးပြန်ကြည့်ရအောင်ဗျာတကယ်တော့ဂျိုရှူဝါဘန်တက်လာတဲ့အချိန်ဟုန်ကတကယ်ကိုအလက်စရာကြီးပါအချိန်တို့လေးအတွင်းမှာအစစ်နှစ်နေရာကဖိုက်တာကိုပွဲနီးကမှအစားထိုးလက်ခံတဲ့ short note နဲ့ဝင်ထိုးပြီးအပြတ်အသက်နိုင်ပစ်လိုက်တာဗျအဲ့ဒီနောက်မှာတော့ခါပတ်ချန်ပီယံပနိုဂျာနဲ့တွေ့တော့လေဘန်ရဲ့ပါနှမှုကြောင့်ပွဲစလို့26စက္ကန့်တွင်ရှိသေးတယ်ပနိုဂျာတယောက်ရှုံးသွားခဲ့တာအားလုံးအတိပဲလေအဲ့ဒီတုန်းကပရိသတ်တချို့နဲ့ဝေဖန်သူတွေကဒါမတော်တဆဖြစ်တာဘန်ကန်ကောင်းလို့နိုင်တာဆိုပြီးအထင်သေးပြီးဝေဖန်ခဲ့ကြပေမဲ့ဂျိုရှူဝါဘန်ကဘာလို့ပြလဲဆိုတော့သူ့ရဲ့ခါပတ်ကာဝယ်ပွဲမှာတန်ရာကိုအလားပါဆုံးပညာပြချေမုန်းပြီးတော့ဝေဖန်သူတွေအားလုံးကိုပါစပိတ်ပစ်လိုက်တာပဲပွဲပြီးစင်ပေါ်မှာကဲအခုဘယ်သူတန်တရားရှိသေးလဲဆိုပြီးမိကုန်းထုတ်သွားတာတကယ်ကိုအမိုက်စားကြီးဗျဒါပေမဲ့လည်းပထမပွဲတုန်းက26စက္ကန့်နဲ့ပြီးသွားတော့အခုထိပရိသတ်ချို့ကမကြေပွဲမှာပနိုဂျာပဲပြင်နိုင်လိမ့်မယ်လို့ထင်နေကြတော့ပဲဗျအခုတော့ဒန်ယာတွေအကုန်လုံးပျောက်ကင်းသွားတဲ့ပနိုဂျာကသူ့ရဲ့စင်ခေါ်စကားကိုအပြင်းထန်ချပြလာခဲ့ပါပြီပနိုဂျာကကျွန်တော်ပြန်လာဖို့အစဉ်သင့်ဖြစ်နေပါပြီမကြေပွဲထိုးရမယ့်ရဆွဲတိကျကိုသာပြောလိုက်စမ်းပါကျွန်တော်ဘက်ကလက်မှတ်ချက်ချင်းထိုးလိုက်မှာပါလက်ဒန်ယာကြောင့်နှစ်လလောက်နားခဲ့ရပြီမဲ့အခုတော့အကုန်ပြန်ကောင်းသွားပြီးပိုပြီးတမာတဲ့လူတယောက်ဖြစ်လာလို့ကိုပိုင်နဲ့အရာမှန်သမျှကိုပြန်လည်ရယူဖို့အသင့်ဖြစ်နေပါပြီဆိုပြီးတော့တွေးဆနေတဲ့ပုံစံနဲ့ကြုံဝါထားတာဗျာအခုသူတို့နှစ်ယောက်တကယ်ထပ်ထိုးရင်ဘာဖြစ်မလဲနေစနစ်ပိုင်းကိုတေချာခွဲချမ်းစိတ်ဖြာကြည့်ရအောင်ဂျိုရှူဝါဘန်ရဲ့ကစားသမားတက်တန်းမှာရှုံးပွဲကနှစ်ပွဲပဲရှိတာတစ်ပွဲက UFC မရောက်ခင်တုန်းကဆမစ်ရှင်ကွက်နဲ့ရှုံးခဲ့တာပါအဲ့ဒီတုန်းကဘန်ကပြိုင်ဘက်ကိုနောက်ကျောဘက်ပေးလိုက်ရပြီးအချုပ်ခံလိုက်ရတာဗျာစိတ်ဝင်စားစရာကောင်းတာကဒီအားနည်းချက်ဟာပနိုဂျာရဲ့အပိုင်ကွက်နဲ့တွားတူနေတာဗျပနိုဂျာရဲ့နမီကြီးဆမစ်ရှင်နဲ့နိုင်ထားတဲ့ပွဲကောင်းတွေကိုပြန်ကြည့်ရင်အားလုံးကနောက်ကျောဘက်ကနေလေပင်းညစ်တဲ့ရီယာနဲ့ကချုပ်တွေကြီးပဲ standing by လက်တီးသွားလာနဲ့အမြင်နှုံးမှာတော့ဘန်ကပနိုဂျာထက်တိတိတာတာကိုအသာစီးရနေပြီးသူ့ရဲ့ prime အကောင်းဆုံးချိန်ကိုရောက်နေတာပါတစ်ဖက်ကပနိုဂျာကလည်းဘန်ရဲ့ပွဲကိုတေးသေးချာချာကြည့်ပြီးသူ့ကိုအနိုင်ယူလို့ရမယ့်အကွက်ကိုငါသိပြီလို့ဆိုထားပါတယ်အခုလောလောဆယ်မှာတော့သူတို့နှစ်ယောက်ရဲ့မကြေပွဲဟာလာမယ့်စက်တင်ဘာလထဲမှာဖြစ်လာလိမ့်မယ်ဆိုပြီးကောလာဟာလာတွေအပြင်းထန်ထွက်နေပေမဲ့ UFC ဘက်ကတရားဝင်ကြေညာတာမျိုးတော့လုံးဝမရှိသေးပါဘူးချန်ပီယံဂျိုရှူဝါဘန်ဘက်ကိုကြည့်ရင်လည်းဂျင်မာလေးကျင်ခန်းတွေပြင်းပြင်းထန်ထန်ပုံမှန်တိုင်းလုံးနေပေမဲ့ social media ပေါ်မှာတော့ဘာတစ်ခုမှမတင်ဘဲလုံးဝငြိမ်သက်နေပါတယ်ဒါကြောင့်စက်တင်ဘာမှာပွဲတကယ်ချစ်လာမလားဒါမှမဟုတ် UFC ဘက်ကပွဲကြီးမို့တမင်လျှို့ဝှက်ထားတာလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါဗျပရိသတ်ကြီးရေအကောင်းဆုံး prime အချိန်ကိုရောက်နေတဲ့ဂျိုရှူဝါဘန်နဲ့အကွက်တီသွားပြီလို့ကျုံးဝါနေတဲ့ပနိုဂျာတို့မကြေပွဲတကယ်ချစ်လာရင်ဘယ်သူနိုင်မဲထင်လဲပြဘန်ကပဲခါပတ်ဆက်ထိန်မလားပနိုဂျာကပဲကလေးစားချင်မလားဆိုတာအောက်က comment မှာဝင်ရေးခဲ့ဦးနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ UFC သတင်းတွေကိုမျက်ခြေမပြတ်ရအောင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဥပြအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ဗျာ